大家好，欢迎来到小芳汉语课堂。အားလုံးမင်္ဂလာပါ။小芳တရုတ်စာသင်တန်းကျောင်းမှာပြန်လည်ကြိုဆိုလိုက်ပါတယ်။အခု小芳တို့ HSK2 ရဲ့ version 3လေးပေါ့နော်။အဲ့ဒါလေးကိုစကားလုံးဝေါဟာရလေးတွေလေ့လာကြည့်ရအောင်။爱好爱情片白色帮忙包绳子比别不错不好意思长车证出国出门出去床次从小或打车打开但是蛋糕的等地铁点动饭馆房子飞高中高速个子给跟公交车